ရုတ်ကဒေါ်လာတန်း900အကုန်ခံပြီးကော်ပီကူးခဲ့ရတဲ့ကမ္ဘာအလှဆုံးရွာနေဖုံးတောင်ထဲနေကြကြည်လင်တဲ့ရေကန်ဘီကဒဏ္ဍာရီတွေကရွာလေးလိုနေရာတစ်ခုကိုစိတ်ကူးယဉ်ကြည်ပါဒါပေမဲ့ဒီရွာကလှလုံးလို့တခြားနိုင်ငံတစ်ခုကနေဒီရွာတစ်ခုလုံးကိုအစာအဆုံးတပုံစံနဲ့ကူးချပြီးနောက်တစ်ရွာတီဆောက်ခဲ့တဲ့ဆိုရင်ရောတင်ယုံနိုင်မလားဒါဟာတကယ်ဖြစ်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ပါဒီနေ့ကျွန်တော်တို့ပြောပြမယ့်နေရာကတော့အော်စတြီးယားနိုင်ငံကဟော့စတိတ်ရွာငယ်လေးအကြောင်းပဲဖြစ်ပါလိဒါဟာကမ္ဘာအလှဆုံးရေကန်ဘီကရွာလေးတစ်ခုဖြစ်ရုံနဲ့မကဘဲနဲ့တရုတ်နိုင်ငံကဒေါ်လာတန်း940အထိအကုန်ကျခံပြီးဒီရွာတစ်ခုလုံးကိုတပုံစံနဲ့ကူးချရတဲ့အထိဆွဲဆောင်မှုရှိခဲ့တဲ့နေရာတစ်ခုပါဟော့စတက်ဆိုတာကအော်စတြီးယားနိုင်ငံရဲ့တောင်တန်းနေကြားကရွာငယ်လေးပါသူသမိုင်းကနှစ်ပေါင်း9000လောက်ရှည်လျားပြီးကမ္ဘာပထမဆုံးစားရင်းတွေကတစ်ခုရှိခဲ့ပါလိရှေးခေတ်ကစားဆိုတာရွှေပြည်လို့ခေါ်ရတဲ့အထိတန်ဖိုးရှိခဲ့ပြီးဒီစားရင်းတွေကြောင့်ဟော့စတက်ဟာနှစ်ပေါင်းများစွာကြာကျွဲဝါးခဲ့တာပါတောင်ကပရံနဲ့ရေကန်ကြားကမြေနေရာချင်းလေးပေါ်မှာတိဆောက်ထားရလို့အိမ်တွေကိုတစ်လုံးပေါ်တစ်လုံးထပ်ဆင့်ထားသလိုဖြစ်နေပြီးအိမ်လမ်းကြားလေးတွေကကျင်းမြောင်းပါရီသူရဲ့ထူးခြားတဲ့ဘီတုကလက်ရာနဲ့အလှတရားတွေကြောင့်1998ခုနှစ်မှာ UNESCO ကကမ္ဘာအမွေနှစ်နေရာအဖြစ်သတ်မှတ်ခဲ့ပါရီဒီရွာမှာထူးခြားတဲ့နေရာတစ်ခုကတော့အယိုးအိမ်မှာဟော့စတက်ဟာနေရာချင်းလုံးလို့တုတ်တန်မြေနေရာအလွန်ရှားပါပါရီဒါကြောင့်နှင်းနှင်းငယ်အကြတိုင်းတင်းချိုင်းဟောင်းတွေကိုပြန်တူးဖော်ပြီးအယိုးတွေကိုထုတ်ယူရပါရီအဲ့ဒီထက်ကဥကောင်းကုန်တွေကိုတန့်စင်ပြီးပန်းပုံနေတေဆုံးသူရဲ့နာမည်တွေကိုလှလှပပရေးဆွဲပြီးအဲ့ဒီအယိုးအိမ်တွေကစင်နေပေါ်မှာစီတန်းပြသထားတာပါဒါဟာသူတို့ရဲ့ထူးခြားတဲ့ယဉ်ကျေးမှုပါပဲဒီလောက်လှပတဲ့ရွာလေးရဲ့နာမည်က2011ခုနှစ်မှာတကမ္ဘာလုံးကိုရိုးရိုးသေးသေးဖြစ်သွားစေပါရီအကြောင်းရင်းကတော့တရုတ်နိုင်ငံဂွမ်တုံးပြည်နယ်ဟွေကျိုးမြို့မှာမင်မန်ဒယ်လန်ဆိုတဲ့တရုတ်လုပ်ငန်းစုကြီးတစ်ခုကဒေါ်လာတန်း940အကုန်ကျခံပြီးဒီဟော့စတက်ရွာကိုတပုံစံနဲ့တူအောင်တီဆောက်နေတာကိုတွေ့ရှိခဲ့ရလို့ပါပဲသူတို့ဘယ်လိုလုပ်ခဲ့တာလဲဆိုတော့တရုတ်ပြည်သူကပညာရှင်တွေကခရီးသွားအယောင်ဆောင်ပြီးဟော့စတက်ကိုလာခဲ့ကြတယ်အဆောက်အုံတိုင်းကိုဓာတ်ပုံတွေအသေးစိတ်ရိုက်တိုင်းတာ drone တွေသုံးပြီးတော့မြေပုံတွေဆွဲကလစ်ဝက်စွာအကောင့်ထဲပေါ်ခဲ့တာပါရွာကဖျားကျောင်းရေမြင့်ဟိုတယ်တွေအိမ်လေးတွေရဲ့အယောင်သွေးအားလုံးကိုအတိအကျကူးချခဲ့ပါသည်ဟော့စတက်ရွာသားတွေကဒါကိုသိလိုက်ရတဲ့အချိန်မှာအံ့အားသင့်ပြီးဒေါသထွက်ခဲ့ကြပါသည်သူတို့ရွာရဲ့ပုံစံကိုကူးယူတာကယဉ်ကျေးမှုနဲ့တမိုင်းကိုခွင့်ပြုချက်မရှိဘဲခိုးယူတာလို့ခန်းစားခဲ့ကြရပါသည်ဒါပေမဲ့ဥပဒေပိုင်းရတော့အရေးယူဖို့ခက်ခဲခဲ့ပါသည်ကုန်ပစ္စည်းလိုမျိုးမူပိုင်ခွင့်မှတ်ပုံတင်ထားတာမဟုတ်ဘဲရွာတရွာလုံးရဲ့ဘီတုကာဒီဇိုင်းကိုတရားစွဲဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲခဲ့လို့ပါတရုတ်နိုင်ငံကတိဆောက်သူတွေကတော့ဒါကအော်စတြီးယားကိုခရီးမသွားနိုင်တဲ့တရုတ်လူမျိုးတွေအတွက်ဥရောပရဲ့အလှတရားကိုကိုယ်နိုင်ငံထဲမှာရင်ခံစားနိုင်အောင်ဖန်တီးပေးတာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါသည်ဒီအတူပေါ်လာပြီးတဲ့နောက်အော်စတြီးယားကအစစ်စီကိုလာလေတဲ့ခရီးသွားဦးရေအစပေါင်းများစွာပိုတိုးလာခဲ့ပါသည်အာရှခရီးသွားတွေကအစစ်ကိုပိုစိတ်ဝင်စားလာရောက်ခဲ့ကြပါသည်ဟော့စတက်မြို့တော်ဝင်အောင်မှတရုတ်နိုင်ငံကရွာတူးဖွင့်ပွဲကိုသွားရောက်ခဲ့ပြီးချစ်ကြည်သဘောတူညီမှုတွေလုပ်ခဲ့ရတဲ့အထိပါပဲဒါပေမဲ့ဒီနာမည်ကြီးမှုကနောက်ဆက်တွဲပြဿနာတစ်ခုကိုတည်ဆောင်လာခဲ့ပါသည်အဲ့ဒါကတော့ over tourism လို့ခေါ်တဲ့ခရီးသွားအရေးအတွက်အလွန်ကဲကြမှာဟော့စတက်မှာနေထိုင်သူလူဦးရေက800လောက်ပဲရှိပေမယ့်ကက်ရောဂါမဖြစ်ခင်ကတစ်နှစ်ကိုခရီးသွားဧည့်သည်1,000,000ကျော်တရက်ကိုလူ1,000,000လောက်ထိလာရောက်ခဲ့ကြပါသည်လူဦးရေ800သာရှိတဲ့ရွာငယ်လေးကဒီလောက်များတဲ့ဧည့်သည်တွေကိုလက်ခံနိုင်စွမ်းမရှိခဲ့ပါဘူးဒါကြောင့်မလို့ဟော့စတက်ရဲ့မြို့တော်ဝင်ကခရီးသွားတွေကိုကျေးဇူးပြုပြီးဒီကိုမလာကြပါတော့နဲ့လို့တော့မှတောင်းပန်ခဲ့ရတဲ့အထိပါပဲ